မင်္ဂလာပါတကယ်ချင်းတို့ဒီနေ့ကျွန်တော်ရောက်ရှိတဲ့နေရာလေးကတော့ Spy လို့ခေါ်တဲ့ရွာလေး Switzerland နိုင်ငံဖြစ်ပါတယ်ခုကျွန်တော်တို့ Spy ကနေပြီးတော့ပေါ့နော် Muran လို့ခေါ်တဲ့ရွာကိုသွားမှာဖြစ်ပါတယ်ခုဒီကြားထဲမှာပေါ့နော်ဒီ Spy ကနေ Muran ကိုသွားတာကျွန်တော်တို့ဘယ်လိုမျိုးသွားလဲဆိုတာလေးကိုခေါ်ပြမှာဖြစ်ပါတယ်ခုကျွန်တော်မြင်တွေ့နေရတဲ့တောင်လေးကတော့နေဆန်လို့ခေါ်တာပေါ့နော်ရာသီဥတုအရောင်းကားပါတယ်ဒီနေ့ကျွန်တော်ကန်ကားတော့ပြောမယ်ကျွန်တော်ဟုတ်တယ်မူလာကိုကျွန်တော်တို့ကပေါ့နော်ကားနဲ့သွားမှာပါဒါပေမဲ့ကားနဲ့သွားပေမဲ့လည်းကားမဟုတ်ဘူးယထာဘောကနေသွားတာအခုမြင်ရတဲ့အတိုင်းပါပဲအခုတွေ့နေရတော့ယထာအဝင်ပေါ့နော်ဟိုမှာဒီကားတွေအများကြီးပဲတလားအခုကျွန်တော်ယထာထွက်နေပါပြီဒီလမ်းတစ်လျှောက်တော့မှလေရာသီဥတုကကောင်းတို့ရှုခင်းရတဲ့အရန်ကိုလာတာပါအခုဆိုကျွန်တော်သွားမဲ့ဟိုယထာကိစ္စံရလာတာပေါ့နော်အဲ့ဒီအနေကျွန်တော်တို့ကားကိုထားခဲ့ပြီးတော့ယထာနဲ့တစ်ခါထပ်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့အခုဆိုကျွန်တော်ယထာဘုရားရောက်လာပြန်ပါပြီခါကျွန်တော်တို့ယထာဘုရားနေပြီးတော့ဒီကြွားလေးတဲ့ဝင်ပြီးတော့ကားတစ်ခါထပ်စီရပြပါအောင်မယ်ခင်ဗျာကဲအဲ့ဒီကား CP မှာကျွန်တော်တို့ရဲ့သွားမယ့်နေရာမူရန်ကိုရတာဖြစ်ပါတယ်ခုလိုကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်အဲ့လိုမျိုးတွေတွေ့ချင်သေး line up follow လောက်ထားပေးပါလို့ကျွန်တော်ဖိတ်ခေါ်ပါရစေတာတာ